ယနေ့သာသနာတော်တက္ကရာ2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်နောက်တကူလစုပ်4ရက်တနင်္ဂနွေနေ့9ရက်4လ2026နနေ့ခင်းချိန်ကာလသမယမှာလွန်ခဲ့တဲ့9ရက်ခန့်ကဘောဓဘာကူးပြောင်းသွားတဲ့ဒကမာကြီးဒေါ်နီနီရွှေကိုအကြောင်းပြုလို့ကောင်းမှုကုသိုလ်ပြုကြတဲ့အမတဒါနဓမ္မဒါနကုသိုလ်ရှင်များဤတရားအလူတော်အနေအချင်းဟောကြားအပ်တော်တံဝေကကထာတရားဒေသနာတော်အလုံးလိုက်ပြောမယ်ဘာတရားဒေသနာတော်လဲတံဝေကကထာတရားဒေသနာတော်ဒီတရားဒေသနာတော်ကိုယနေ့နေ့ခင်ဟောကြားကြနာကြားကြမှာဖြစ်လေသောကြောင့်တရားပိုင်ရှင်ဖြစ်တော်မူတဲ့သုံးလောကထွန်းထရှင်တော်မြတ်ဘုရားကိုယုသိစွာလက်အုပ်ချီးမိုးလို့ရှိခိုးကြောလိုက်ကြရအောင်အလုံးပဲလိုက်ဆိုမယ်ဗုဒ္ဓဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏ရှင်ဘုရားဓမ္မဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏ရှင်ဘုရားသံဃာဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏ရှင်ဘုရားမိဘဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏ရှင်ဘုရားဆရာဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏ရှင်ဘုရားဥချလိုက်ကြအောင်အဲ့တော့ဘုရားတရားသံဃာမိဘဆရာသမားဆိုတဲ့အနန္တခဲဝင်ကျေးဇူးရှင်တွေကိုရှ िख ိုးဥချပေးပြီဆိုတော့ဘုရားတို့ရဲ့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့တရားစဟောကြနာကြမယ်တရားကောင်းစဉ်ကပါလေလေတံဝေကကထာတံဝေကကထာဆိုတာတံဝေကဆိုတာမိမိတို့ရဲ့အိုခြင်းနာခြင်းသိခြင်းနဲ့ပတ်သက်ပြီးတော့ဆင်ခြင်တဲ့စိတ်ကထာဆိုတာကတော့ဦးဇင်းတို့ဓမ္မပေါင်းသူတော်ကောင်းတို့တွေတရားစကားလို့ပဲပြောရမှာပေါ့ဒီတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအပ္ပမဒဆိုတဲ့ဝတ်မှာအပ္ပမဒောအမတံပဒံပမာဒောမေဇုနောပဒံအပ္ပမတ္တနမိယံတိယေပမတ္တယထာမတ္တအပ္ပမဒောတတိမမေလျောခြင်းသည်အမတံပဒံသေခြင်းကင်ပါနိဗ္ဗာန်သို့ရောက်ရာရောက်ကြောင်းအကြောင်းတရားသည်ဟောတိဖြစ်ပါ၏ပမာဒောတတိလောကင်းမေလျော၍နေကြခြင်းသည်မေဇုနောပဒံသေရခြင်းအာကောင်းသောအထောက်အပံ့အကြောင်းတရားသည်ဟောတိဖြစ်ပါ၏အပမတ္တမမိမလျော၍နေကြခြင်းသည်နာမိယံတိသေခြင်းမမီပါကုန်ရေခြင်းသူတို့သည်ပမတ္တမိလျော၍နေကြပါပေကုန်၏တေထိုသူတို့သည်ယထာမတ္တသေလွန်သောသူတို့နှင့်တူကြပါပေ၏ဣတိသောဘဂဝါဂုဏ်တော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်သည်တေတေတိကရုဏာထာမေတ္တာအဖြင့်ဟောကြားတော်မူခဲ့ပါ၏တည်းလောကမှာမမေ့တဲ့ပုဂ္ဂိုလ်တွေကပြိဿတို့၏မသိတဲ့ပုဂ္ဂိုလ်တွေတဲ့ဘာကိုမမေ့ရမှာတော့ဆိုတော့ကောင်းမှုကုသိုလ်တွေကိုမမေ့ရမှာပြိဿ၏ဘာကိုမမေ့ရမှာတော့ကောင်းမှုကုသိုလ်တွေကိုမေ့လျောပြီးတော့နေထိုင်တဲ့ပုဂ္ဂိုလ်တွေကသိသွားတဲ့ပုဂ္ဂိုလ်တွေနဲ့တူတယ်တဲ့
ဘာပုဂ္ဂိုလ်တွေနဲ့တူတယ်လေအဲ့တော့တရားနာပရိသတ်ပေါင်းတော်ကောင်းတို့တွေသိတော်ပြီဆိုတဲ့ပုဂ္ဂိုလ်တရားအတွက်ဒီဘဝဒီခန္ဓာကြီးမှာအသိစိတ်တွေရှိသေးသလားမရှိတော့ဘူးတဘဝလုံးစာအတွက်မေ့သွားတော့တာလို့ဒီလိုမှတ်သားရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့အားလုံးသောတရားနာပရိသတ်ပေါင်းတော်ကောင်းတို့တွေသိတဲ့ပုဂ္ဂိုလ်တွေနဲ့မတူခြင်းမှုဆိုရင်အပမာဒခေါ်တဲ့ကုသိုလ်ကောင်းမှုတွေပေါ်မှာရောက်ရှိနေတဲ့တတိတရားအမြဲတမ်းရှိရမယ်တဲ့ဒုဘဝလူခန္ဓာလူအသက်တွေရပြီးတော့လာတယ်ဆိုတာမိခင်ဖခင်နဲ့မွေးပွေးလိုက်တဲ့ဟောဒီအသက်ကြီးရနေတယ်ဆိုတာတို့တွေကောင်းမှုပြုဖို့လို့တတိတရားလေးရှိရမှာတဲ့လူဘဝလူခန္ဓာရနေတာဘာလို့ဖို့တဲ့တော့ကောင်းမှုကုသိုလ်ပြုဖို့ဦးလေးရဲ့ဉာဏ်နာပိဋကကြီးဖြေပါအောင်ကောင်းမှုကုသိုလ်ပြုဖို့လေဒါကြောင့်မို့လို့မိမိတို့ရဲ့ဒီဘဝဒီခန္ဓာကြီးအသက်ဆုံးဖြုံးခြင်းမတန်းခင်လေးမှာကောင်းမှုကုသိုလ်လေးတွေကိုပြုပြီးတော့နေရမယ်တဲ့အဲ့ဒါလို့ကောင်းမှုကုသိုလ်တွေပြုပြီးတော့နေ့တိုင်းဘာကိုဆင်ခြင်ရမလဲဆိုရင်မရဏနုတ္တိလို့ခေါ်တဲ့သိခြင်းတရားကိုဆင်ခြင်ရမယ်တဲ့။ဘာတရားကိုဆင်ခြင်ရမလဲ။ဆရာတော်ဘုရားတပည့်တော်တို့ကအသက်ကငယ်သေးတယ်ဘုရား။ဘုရားတပည့်တော်တို့အချိန်ကြာကြီးနေရလောက်သေးတယ်ဘုရား။ဘာဖြစ်လို့များမရဏနုတ္တိသိခြင်းတရားကိုဆင်ခြင်ခိုင်းတာတုံးလို့မေးရမယ်ဆိုရင်သိခြင်းတရားကိုဆင်ခြင်တဲ့အတွက်အကျိုးတရား6မျိုးရတယ်တဲ့။ဒါကဓမ္မတွေသိခြင်းတရားဆင်ခြင်ရင်အကျိုးတရားဘယ်နှမျိုးရတယ်လဲ။ကောင်းမှုကိုခင်လူတွေမပြောပစ္စည်းဘောတွင်တွေ့ခင်မရှိမြင်သည်မမြဲသည်လည်းမတွေ့ရောက်လေနဲ့ရွာဤချောင်းပြသေရာကြည့်ရှုပွားကြသည်ကောင်းမှုကိုခင်လူတွေမပြောပစ္စည်းဘောတွင်တွေ့ခင်မရှိမြင်သည်မမြဲသည်လည်းမတွေ့ရောက်လေနဲ့ရွာဤချောင်းပြသေရာကြည့်ရှုပွားကြသည်တဝုတ္တယမိမိတို့ရဲ့မိသားစုဝင်မဲ့ဖြစ်ဖြစ်မိမိတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သေဆုံးပြီဆိုရင်အဲ့ဒီသေဆုံးတဲ့ပုဂ္ဂိုလ်ကိုကြည်ပြီးတော့တို့တွေလည်းပဲဒီနေ့တရားဥမှာပါတကားမွေးဖွားလာတဲ့ပုဂ္ဂိုလ်တ attva မရင်သေဆုံးရမယ့်ကံပါလာကြပါတကားလို့ဆင်ခြင်ပြီးတော့ပွားများပြီးတော့နေကြရင်တဲ့နံပါတ်1ကောင်းမှုကိုခင်တဲ့ကောင်းမှုကုသိုလ်တွေကိုအမြဲမပြတ်လှုပ်လို့တဲ့စိတ်လှုပ်ခြင်းတဲ့စိတ်လှုပ်ရမယ်ဆိုတဲ့စိတ်ထားတွေရှိလာကြတယ်မိမိတို့သိခြင်းတရားမြတ်ဆင်ခြင်ပြီးတော့ငါလည်းဒီနေ့တရားဦးမယ်လို့ဆင်ခြင်မိတဲ့ပုဂ္ဂိုလ်ကောင်းမှုကုသိုလ်မပြုဘဲနေဦးမလားမနေပါဘူးကြာနော်ကောင်းမှုကုသိုလ်ပြုတဲ့ပုဂ္ဂိုလ်ဆိုတာသိခြင်းတရားကိုဆင်ခြင်တဲ့ပုဂ္ဂိုလ်တွေပဲနောက်ထပ်တစ်ပံလူတွေမပြောဟောဒီဘဝမှာရနေတဲ့လူဘဝလူခန္ဓာကြီးနဲ့ပျော်ပျော်ရွှင်ရွှင်မနေတော့ဘူးတတိတရားလေးထားပြီးတော့အမျက်မပြတ်နေတော့တယ်လို့ဒါကိုပြောတာပါနော်လူတွေမပြောဆိုတာမိမိတို့ဘဝရလာတဲ့ဒီဘဝဒီခန္ဓာကြီးကဩနာသေဝေဒုက္ခဘေးတွေနဲ့ဩနာသေယေဒုက္ခဘေးတွေနဲ့ဆက်ဆက်ပြီးတော့နေတဲ့အတွက်ကြောင့်မို့လို့ပြောစရာတစ်စက်မှမရှိဘူးကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့အိုခြင်းကင်းရာနာခြင်းကင်းရာသိခြင်းကင်းရာဖြစ်တဲ့နိဗ္ဗာန်ကိုအမြင်ရအောင်ကြိုးစားမှာပဲလို့ဆင်ခြင်နိုင်တဲ့တတိတရားထားပြီးတော့နေရမယ်တဲ့နောက်တစ်ပံပြိဿတို့ရဲ့ပစ္စည်းဘောတွင်တွဲခင်မရှိမိမိတို့ပိုင်ဆိုင်တဲ့အိမ်ယာတွေပစ္စည်းတွေအလုံးအကိုင်းတွေသားတွေသမီးတွေအပေါ်မှာတွေ့တာမှုတတ်မဲ့မှုမရှိဘဲနဲ့နေနိုင်တယ်တဲ့။ဘာဖြစ်လို့တွေ့တာမှုတတ်မဲ့မှုမရှိအောင်ဘုန်းတွေကဟောပြနေရတာတော့သေဂာနိဖြစ်တဲ့စိတ်သိအရေးကြီးလို့နော်။အဲ့ဒီသေဂာနိဖြစ်တဲ့စိတ်ကအိမ်တွေရာတွေသားတွေသမီးတွေကိုတွေ့တာတတ်မဲ့ပြီးတော့သေဆုံးလို့သွားမယ်ဆိုရင်
အဲ့ဒီအိမ်ရဲ့ဘေးနားမှာမကျွတ်မလွတ်တဲ့ပုဂ္ဂိုလ်တွေအဖြစ်နဲ့ပြန်ပြီးတော့ဒုက္ခတွေခံပြီးတော့နေရတယ်တဲ့ဒါကြောင့်မို့လို့မတွေ့တာဖို့မတက်မဲ့ဖို့ပြောရတာဟောရတာပဲဖြစ်တယ်နောက်တဲ့တပံမြင်သိမမြင်ဘဝကန္တာကြီးမှာမမြဲခြင်းအနိစ္စသဘောတရားဆင်းရဲခြင်းဒုက္ခသဘောတရားအစွမရခြင်းအနတ္တသဘောတရားတွေကိုအမြဲမပြတ်မြင်သိပြီးတော့နေရတယ်သိခြင်းကိုပွားများနေတဲ့ပုဂ္ဂိုလ်တွေနော်သိခြင်းကိုမပွားများတဲ့ပုဂ္ဂိုလ်တွေကတော့မမြဲဘူးလို့မမြင်နိုင်ဘူးပေါ့အလုံးကအမြဲရှိနေအောင်မယ်ဘယ်တော့အခါမှပြည့်စည်မှုမရှိဘူးရဲ့လို့အဲ့ဒါလိုတွေးတော်ပြီးတော့နေတတ်တယ်တဲ့နောက်ထပ်တစ်ပတ်သိလျင်မတွေ့သိဆုံးတဲ့ကာလမှာလည်းပဲတွေ့ဝေးမတရားတော့ဘူးတဲ့အဲ့တော့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေနေဖို့ရအရေးကြီးတယ်လို့သိဖို့ရလည်းအရေးမကြီးဘူးလားအရေးကြီးတယ်သိလျင်မတွေ့ရောက်လေနိုင်ရွာသိဆုံးပြီးတဲ့ကာလမှာလည်းပဲမရဏနုဒ္ဓတိဘာဝနာကိုပွားများနေကြတဲ့ပုဂ္ဂိုလ်တွေသိခြင်းတရားကိုစင်မြင်ပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေကနတ်ရွာဒုက္ခတိကိုရောက်ရတယ်တဲ့ဒါဆိုတော့တရားဓမ္မပေါင်းသူတော်ကောင်းတို့တွေသိခြင်းတရားကိုအလကားစင်မြင်ခိုင်းသလားမဟုတ်ပါဘူးတမလွန်ဘဝကိုမျောကိုလို့တမလွန်ဘဝမှာကောင်းကျိုးချမ်းသာအဖျားဖျားဖြစ်ဖို့ရအတွက်သေဆုံးပြီးတဲ့နောက်ကာလမှာအပေဘုံအပေဘေးကနေလွတ်မြောက်ဖို့ရအတွက်စင်ကြင်ရတယ်လို့ဒီလိုလဲမိုက်အမှာပဲဖြစ်ပါလေဒါကြောင့်မို့လို့ကောင်းမှုကိုခင်လူတွေမပြောပစ္စည်းပေါ်တွင်တွေ့ခင်မရှိမြင်သိမမြင်သိလည်းမတွေ့ရောက်လေနိုင်ပါဤချောင်းပြာသေရာကြည့်ရှုပွားကြသည်ဒီတော့လွန်ခဲ့တဲ့ခုနှစ်ကဘောတဘာကူပြောင်းသွားတဲ့ဒကမကြီးဒေါ်နီနီရွှေကိုအကြောင်းပြုလို့ကောင်းမှုကုသိုလ်ပြုကြတဲ့ဒကာရမပေါင်းသူတော်ကောင်းတို့တွေမရဏနုဒ္ဓတိဘာဝနာကိုဆင်ခြင်ပွားများရမယ်လို့ကိုယ်စီသဘောကျပြီးတော့မိမိတို့တွေအလိုရှိတဲ့တောင်းတအပ်တွေနဲ့သုဒ္ဓဆုမြတ်တွေပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းတောင်းလို့တရားသိဂါထာလေးနဲ့တရားသိပြရစေဘုံညေမေတမရတေနာယရာဘုံနံမနောရထဘုံညေမေတမရတေနာဇနာဘုံနံမနောရထဒုက္ခိတာမုဒိတာဟွန်တုစေတံဇီဝတုကနာလယမေမေယဘယဒဝိရောတိပုံညာတန်ဃာတော်ရှင်သူမြတ်တို့ကိုဆုံးကပ်ခြင်းမင်္ဂလာလူဝရတဝရတို့ကိုစက္ကလူရရခြင်းတို့ကိုတမ္ပတံကောင်းကောင်းမွန်မွန်စည်းပူအပ်ပါပေပြီဒေနဘုံညေနာတို့သို့စည်းပူရသောကောင်းမှုကုသိုလ်ဤတို့ကြောင့်ဇနာခသိဩသောလုံးစုံများစွာတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့နှင့်တကွတတဝအလုံးတို့မှာဘုံနာမနောရထကုသိုလ်ပြုဖို့ရန်စိတ်ရည်တန်ကြသည့်စိတ်နှလုံးအလိုဆန္ဒအလုံးပြည့်စုံကြပါစေကုန်သတည်းဒုက္ခိတသံကိုယ်ကျမ်းပါခြင်းစိတ်ချမ်းသာခြင်းနှင့်ပြည့်စုံကြကုန်သည်၎င်းမုဒိတာသံငါတို့တွေသည်ဒါနာလည်းပြုရပြီသီလလည်းစောင့်တည်ရပြီဆရာတော်အရှင်မြတ်ဝဋ္ဌတရားဒေသနာတော်မြတ်ကိုလည်းနာကြားရပြီဟု၍ဝမ်းမြောက်ဝမ်းသာဖြစ်ကြကုန်သည်၎င်းဟွန်တုဖြစ်ကြပါစေကုန်သတည်းအနာမယ96ပြားယောဂဝေဒနာကင်းစင်ခွာနိုင်ကြသည်ဖြစ်၍စိရန်စီဝန္တုလောကအကျိုးသာသနာကျိုးတွေမပြည့်အတည်အသက်ရှိကြပါစေကုန်သတည်းသာဓုသာ